ကြော်ညာစာသားတွေပေါ့နော်အဲ့ဟာတွေအရင် misleading ဖြစ်တယ်market ကြီးကပြတ်နေပြီဆိုပြီးတော့ဒီတိုင်းထားလိုက်တဲ့သူတွေလည်းရှိရဘယ်သူမှလည်းဒါကြီးကိုဘယ်လိုလဲအဖက်ဆယ်ဖို့မကြိုးစားကြတော့ဘူးဆိုပေမဲ့ဒီလောကထဲမှာနေတဲ့လူတစ်ယောက်ဖြစ်တဲ့အနေနဲ့ပေါ့နော်ရှင်ထဲမှာတော်တော်လေးကိုဝမ်းနေရမျိုးရှိတယ်အဲ့တော့ကိုစဉ်းစားတဲ့ content တစ်ပုဒ်เนาะကိုဆွဲပြီးလိုက်တဲ့ design တစ်ခုကို run ပြီးလိုက်တဲ့ campaign တစ်ခုကို boost လုပ်တာမဟုတ်ကို run ပြီးလိုက်တဲ့ Facebook ကြော်ညာတစ်ခုရဲ့အနောက်မှာအတိမ်အနက်ပေါ့နော်လေးနဲ့တလောက်အဲ့ပညာရေးနဲ့အဲ့ဝန်ဆောင်မှုရဲ့တန်ဖိုးတစ်ခုဆိုတာရှိရဲ့ကွယ်ဆိုတော့နောက်အခုပေါ့နော်နောက်တက်လာရဲ့ဆရာမလေးတွေဆရာလေးတို့ပြပြချင်တာကဘာလဲဆိုတော့တကယ်ကောလောက်ပါတာအမောပြီးရဲ့လားကော်ဖီတစ်ခွက်စားလုံးနဲ့ဆိုတော့စာတန်းလေးနဲ့ပေါ့နော်